Hello everyone အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တောသူလေးရဲ့အချစ်ဇလံအပိုင်း1ကလေးကိုတင်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်တိုက်တယ်ဆိုရင်တော့ဗီဒီယိုလေးကိုမစခင်မှာ like and subscribe လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့เนาะဒါဆိုလို့ရှိရင်စလိုက်ကြရအောင် let's go wow ဒါငါအလုပ်လုပ်ရမယ့်အိမ်ပဲသွားလိုက်ပါအောင်မယ်လေဒီအချိန်မှာတော့ရမင်းဖြစ်သူကစပင်းအရှိရှိပါတယ်အင်ရှင်တို့အင်ရှင်တို့အပြင်မှာဘာလုပ်လဲကွာသွားလိုက်ပါဦးမကွာဟေးမင်းလေးကဘာလုပ်လဲကွာကျမလားကျမအိမ်ပေါ်ပါရှင်ကျမဒီမှာအိမ်အကူလာလောက်တာပါရှင်အဲ့ဒါလေးအိမ်ကူလေးကခန့်မလားလို့ပါရှင်အိမ်ကူလာခန့်ပါရဲ့ဗျဒါနဲ့ဘသူကဒီအိမ်မှာအိမ်ကူလောက်ဖို့အတွက်လွတ်လိုက်တာလေဗျအိုးကိုရီးယားကအန်တီတယောက်ကပြောလိုက်တာပါရှင်ဟုတ်ကဲ့ကျွန်တော်အမေပါဗျဟလာမသိဘူးရှင်အဲ့ဒါလေးဒီမှာအင်ကူလုပ်ဖို့အတွက်ဆိုပြီးလွတ်လိုက်လို့ပါရှင်ဟုတ်ပြီလေဒါဆိုလို့ရှိရင်လိုက်ခဲ့နော်လာခဲ့နော်အိမ်ထဲဝင်ခဲ့ဟုတ်ပြီးလို့ရှိရင်မင်းနေမဲ့အခန်းကိုငါအခန်းလုပ်ပေးမယ်အခုတော့မင်းဒီမှာဘာလုပ်ရမလဲဆိုအောင်မင်းသိရင်သိမှာပါနော်ဒါပေမဲ့မင်းကိုတခုတော့ပြောပါမင်းအခန်းထဲပေါ့နော်မင်းအခန်းထဲပစ္စည်းတွေပါမင်းအကုန်လုံးထားပြီးတော့လို့ရှိရင်တော့ငါခိုင်းသမျှမင်းအကုန်လုံးရမယ်နော်ရှင်ဟုတ်တယ်ကွာမင်းအကုန်လုံးနိုင်မှရမှာဟုတ်လို့ရှိရင်တော့မင်းကိုလှုပ်ထောက်ရလိမ့်မယ်အဲ့လိုမလုပ်ပါနဲ့ရှင်လှုပ်ဆိုလဲလှုပ်ပါမယ်နော်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်လည်းမင်းနေဖို့အခန်းကိုငါရွေးပေးမယ်လိုက်ခဲ့ဒါမင်းအခန်းပဲမင်းကြိုက်တဲ့လောက်ဒီမှာနေလို့ရတယ်ဒီမှာအခန်းရကျဲကြီးပဲ2ယောက်အိတ်ကရင်ဆိုတော့မင်းကြိုက်တဲ့လောက်လူးလိမ်ပြီးအိတ်လို့ရတယ်ဒီမှာမင်းအတွက်မှန်တင်ကုန်ထားပေးထားတယ်မင်းဒီမှာကြိုက်တယ်လို့နေလို့ရဟုတ်ပြီလားဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်နော်အခုလိုမျိုးအခန်း2ယောက်အိတ်ကရင်ပေးလို့ရပါတယ်ဗျဒါဆိုငါ့ကိုခွင့်ပြုပါအောင်နော်ဟုတ်ကဲ့ဟာဘလို့ကောင်းပါလေးလဲကွာခက်ချီလေးပါလားစပင်းရလည်းအရှိပဲချစ်စရာလေးဘလို့မျိုးတောင်ချစ်စရာကောင်းလဲကိုမသိတော့တာအတန်လေးရလည်းချိုးတယ်နမဲလေးရလည်းရမင်းတဲ့လှလိုက်တာဗျာကဲငါတော့ဒီအခန်းမှာနေဖို့အတွက်ချိန်ကြလာပြီဒါဆိုလို့ရှိရင်ငါလည်းလှုပ်ဆက်ရှိရလေအခုတော့သွားလုပ်လိုက်ပါအောင်မလေးဒါနဲ့အကိုနိုလန်ကဘယ်ရောက်သွားလဲမသိဘူးเนาะအကိုနိုလန်အေးငါအပေါ်မှာရှိရယ်ဟိုမှာပဲဟိုကလေးအကိုကျမဒီနေ့အလုပ်လုပ်ရမှာလားရှင်ဒါမှမဟုတ်မနေ့ဖြန်မှအလုပ်လုပ်ရမှာလားမသိဘူးရှင်မနေ့ဖြန်မှပဲလုပ်လိုက်တော့ဘာလို့လဲဆိုတော့ဒီနေ့ကတော့နားလိုက်တော့ဒီနေ့ကုန်မနားလိုက်တော့เนาะဒါပေမဲ့မနေ့ဖြန်လုပ်ဖို့အတွက်ဝယ်စားရှိရပစ္စည်းအကုန်လုံးရမင်းဝယ်ထားလိုက်လीဟုတ်ကဲ့ရှင်ဒါဆိုလို့ရှိရင်လည်းငါရီချိုးလိုက်ပါဦးမယ်လေလာလိုက်တာငါရဲ့စပင်းယူငါဒီနားလေးထီကိုပဲအရှိအောင်ထားခဲ့နိုင်တာဒါငါရဲ့ကံကောင်းခြင်းပဲလीဟာလာလိုက်တာဟဲရေလည်းမရှိပါလားဒါဆိုလို့ရှိရင်ငါဘယ်မှာရေသွားချိုးရမှာလဲအကိုလေးကိုသွားပြောလိုက်ပါဦးမယ်အကိုနိုလန်ပြောလေဟိုဟာလေးရေချိုးမလို့ပါရမင်းရေချိုးမလို့အဲ့ဒါရေရမရှိတော့လို့လေအဲ့ဒါဘယ်မှာရေချိုးရမှာလဲရေချိုးတာလွယ်ပါတယ်ဒီမှာဒါငါခမ်းမယ်လေဒီခမ်းထဲမှာရေချိုးကန်းရှိအဲ့မှာမင်းဝင်ချိုးလိုက်ပေါ့ဟုတ်ကဲ့ပါရှင်ကျေးဇူးပါနော်ဒါရေချိုးကန်းနဲ့လားလိုက်ကလေးပိတ်လိုက်ပါဦးမလေးသူများရင်မြင်ကုန်မှာရမင်းရဲ့စပင်းကအရန်ကိုရှည်လျားပါတယ်ဒါကြောင့်မလို့သူ့ရဲ့စပင်းတွေကိုလေအရန်နှစ်သက်တော့ကြောင့်မလို့ပါရှင်ကဲငါအင်ဂျီလဲပြီးတော့အင်ဂျီချွတ်ပြီးတော့ရေချိုးပြီးသွားပြီဆိုတော့ငါဒီလိုမျိုးရေရှားကြီးနဲ့ငါအောက်ကိုပြန်ဆင်းရင်အကူနိုလည်းမြင်သွားမှာ80ရာပဲဒီမှာပဲအင်ဂျီရှိရလေးလဲလိုက်ပါတော့မယ်လေဟဲဒီထဲမှာလည်းဘာအင်ဂျီတစ်ထဲမှမရှိပါလားဒီလိုပဲတွားရမှာပဲလေ
ဒါနဲ့ပဲရမင်းလဲထွက်လာခဲ့ပါတော့တယ်အခုနိုလန်ကဟိုရှိမှရှိရဲ့အရန်မဲရှက်လိုက်တာလိုက်တာဟာဘလို့ဖြစ်တာလဲရမင်းရဲ့မင်းအဆင်ပြေလားကျမ6ရက်နာနေရဲ့ဟုတ်ပြီကဲလာရှင်ကျမဘာလို့ချီတာလဲမင်း6နာနေရမဟုတ်လားမင်းခန်းထဲထိငါလိုက်ပို့ပေးမယ်ဟုတ်ပြီလားကဲမင်း6နာသေးလားနာသေးရဆိုလို့ရှိရင်တော့ဘေးအခုံမှာပဲမင်းခဏထိုင်နေလာအောင်နော်အခုနိုလန်ကိုအားနာလိုက်တာရှင်အခုလိုမျိုး6ခေါက်သွားလဲရမင်းရဲ့အေချိုးထားရည်ရီနဲ့ဆိုတော့လေချော်လဲသွားတာတောင်းမှမှာနော်ရပါတယ်အခန်းထဲထိရောက်နေပြီပဲဟောက်အင်ကြီးလဲလိုက်တော့နော်ပြီးလို့ရှိရင်ကျွန်တော်အတွက်စားစာလေးပြင်ပေးပါအောင်ဟုတ်ကဲ့ပါအကုန်လုံးလဲရမင်းပြင်ပေးမယ်နော်ဟုတ်ပြီဒါဆိုရင်အပြင်မှာစောင့်နေမယ်နော်ဟာမိမသားလဲဆန်လေးဆန်တွေရလဲအရှိဟူးချစ်လဲချစ်စရာလေးပဲအသားလေးကိုကန်လိုက်တာနုဣနေရပဲဟာအမလီရှက်လိုက်တာဘလို့လို့တော့ကောင်းမလဲမသိပါဘူးငါအခုနိုလဲရဲ့စီကိုဘလို့မျက်နှာပြရမှာလဲအရင်ရှက်တာပဲရှက်လို့တော့လေမရပါဘူးလေအင်ကြီးလဲလိုက်တော့မယ်ကဲငါအင်ကြီးလဲပြီးတော့ပြင်ဆင်ပြီးသွားပြီဆိုတော့အခုနိုလဲအောင်နေ့လေစာပြင်ပေးရတော့မှာပဲသွားပြင်ပေးလိုက်ပါဦးမလီအခုနိုလဲပြောလီညီမကြာသွားလို့တောင်းမှမှာတော့အခုနိုလဲအခုချစ်ပဲပြင်ပေးပါမယ်ရှင်ရှာပါတယ်ပြင်ပေးနော်အခုနိုလန်ကြက်ကြော်စားခြင်းတယ်ဆိုလို့ကြက်ကြော်ပြီးပါပြီနော်လာပါရှင်အခုနိုလန်အဆင်ပြေရပါရှင်အရန်စားကောင်းနေအဆင်လန်းပြေရနော်ဟုတ်ကဲ့အခုလိုကောင်းတယ်လို့ပြောပြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဒါနဲ့အကိုပြောစရာတခုရှိလို့ဗျပြောပါအကိုနိုလန်ရမင်းဘာကူညီပြရမလဲခဏနေလို့ရှိရင်လေစူပါမန်ကတ်ကိုသွားမှာမို့လို့ကျွန်တော်လည်းလိုက်ခဲ့ပေးပါအောင်နော်ရှင်ပါလေရမင်းကငင်းချင်လို့လားလိုက်ခဲ့ပါမယ်နော်ဟုတ်ကဲဒါဆိုရင်လိုက်ခဲ့ရောနော်ဟုတ်ကဲ့ပါရှင်ဒါနဲ့အခုနိုလန်ကဘယ်သွားမှာလဲစူပါမားကတ်လေယူမားကတ်ကိုသွားမှာဒါကတော့ကိုရိုဂျပန်နိုင်ငံမှာနာမည်အကြီးဆုံးနဲ့အရောင်းအဆုံးယူမားကတ်လို့ပြောလဲရတယ်လေဟုတ်ကဲ့အခုလိုရှင်းပြပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်ရပါတယ်ရမင်းရဲ့အချင်းတွေပဲဟောဘာမှမဖြစ်ပါဘူးဟောဒီမှာရောက်ပြီလာခဲ့ရမင်းအခုလေးဖြစ်ရလားဖြစ်ပါတယ်မင်္ဂလာပါကိုပါလိမ့်များလုံးချုံလည်းမသိဘူးရှင်ဟွာလေကျွန်တော်တို့လိုချင်တာကရတယ်ဗျကျွန်တော်တို့ခောက်ဆွဲဘာလို့ကြာအဲ့လိုမျိုးတခြားဟာလေးပဲလိုချင်တာဗျအိမ်သုံးပစ္စည်းတော့မလိုချင်တော့အစားအစာလေးပဲကျွန်တော်တို့ထည့်ပြပါနော်ဟုတ်ကဲ့ပါအကူထည့်ပြပါမယ်ရှင်ဟိုအမနာမည်ဘလို့ခေါ်လဲမသိဘူးရှင်ကျမကိုပြောလိုက်ရှင်ကျမနာမည်ရမင်းပါအမကအရန်ချစ်စရာလေးနော်အမရဲ့စပင်ကအရှိကြီးပဲတော့ခေါင်းကနေပြီးတော့ခြေထောက်ထီအောင်ရှိရနော်အမရဲ့စပင်ကအရန်ရှိရပဲဟုတ်တယ်ရှင်ရမင်းကလေစပင်ကိုငယ်လေးကလေးအခုချိန်ဒီအရှိထားလာခဲ့တာဆိုတော့စပင်ကဒီလောက်ထိရှည်နေတာအမကိုတော့အားကြရင်နော်အမရဲ့စပင်ကိုအမရဲ့ကောင်လေးကတော့ကြိုက်နေလောက်ပြီအမရဲ့ဘယ်ကောင်လေးကိုပြောရလဲဟာဒီအကိုကိုပြောတာလေဒီအကိုကအမရမင်းရဲ့ကောင်လေးမဟုတ်ဘူးလားအမရဲ့ဟုတ်တယ်ကျွန်တော်ကသူ့ရဲ့ကောင်လေးပါဗျကျွန်တော်ရဲ့ကောင်မလေးကသူပဲကျွန်တော်တို့နှစ်ယောက်ကဈေးလာဝယ်တာပါကျွန်တော်တို့ထည့်ပေးစရာရှိထည့်ပေးတယ်ပါတော့နော်ဟုတ်ကဲ့ပါအကိုကဲလာခဲ့ရမင်းအကူလေးကဘယ်လိုပြောလိုက်တာလဲဘာဖြစ်လဲဘာမှမဖြစ်ဘူးဒါနဲ့ရမင်းကိုလည်းအကူတခုပြောစရာရှိသေးရဲ့ပြောပါကိုနိုလန်ဘယ်လိုသွားချင်သေးလဲအကူပြောလေအကူအကုန်လုံးလိုက်ပို့ပေးမယ်
ရှမင်းကအရင်ကူပါဘယ်မှမသွားချင်ပါဘူးနော်တခုခုလေးတော့သွားချင်တယ်စားချင်တယ်ဆိုလို့ရှိရင်ကိုနုံလန့်အောင်ပြောနော်အကုန်လုံးကိုလုပ်ပေးမယ်ကျေးဇူးတင်ပါတယ်ကိုဒါနဲ့အကိုရမင်းပြောစရာရှိပါတယ်ဘာလဲပြောလေခုတော့ကပြောလိုက်တဲ့စကားကိုလေတခြားသူတွေဒါသိသွားရင်ရမင်းတို့နှစ်ယောက်ကဘယ်လွယ်ပါမလဲအကိုနုံလန့်ရဲ့ဘာလို့မလွယ်ရမှာလဲဗျကိုကရမင်းကိုရဲ့ရီးစားလို့ပြောလိုက်တာမှားသွားတာတော်ရင်ပြောရတဲ့ဒီစကားတွေအကိုထပ်ပြီးမကြားချင်တော့အကိုပြောရင်ပြောသလိုပဲရမင်းမှတ်ပေးရမယ်ဟုတ်ပြီလားဟုတ်ကဲ့ပါရှင်ကဲလာခဲ့ရမင်းအကိုလေးဖြစ်ပါမလားအကိုနုံလန့်ရဲ့ဖြစ်ပါတယ်အခုဝယ်စရာရှိရလဲဝယ်ပြီးပြီဆိုတော့ကိုတို့တွေရမင်းလဲရမင်းဘက်တိုင်ရမင်းနားစရာရှိရနားလိုက်တော့လေအကိုလဲဒီပစ္စည်းလေးတထားလိုက်တော့မယ်ရမင်းကအရင်ကူပါရမင်းမလုပ်လိုက်ပါမယ်နော်ဒီပစ္စည်းတွေဒီကိစ္စတွေဒီတအိမ်လုံးရအလုပ်တွေအကုန်လုံးကရမင်းအလုပ်တွေပါပဲဒါကြောင့်မလို့ရမင်းလုပ်လိုက်ပါမယ်နော်အကိုနုံလန့်လုပ်เสียမလို့ပါဘူးရှင်ဟောဗျာနှဝင်းချိုတန်လေးနဲ့မျက်မှောက်ဆန်းဆန်းစကားလေးတွေရတော့လေအကိုနုံလန့်အောင်လုံးဝမစူးဖောက်သွားစေရမင်းရဲ့ဒီလိုစကားတွေထပ်မပြောပါနဲ့တော့နော်ဒါကြောင့်မလို့ကိုနုံလန့်မဲလုပ်ပါမယ်ဒီလိုစကားတွေထပ်ပြောလိုက်ရင်ဖတ်နန်းပြမှာနော်ရှင်အကွာစားတာပါဟုတ်ကဲ့ပါရှင်ဒါဆိုရင်အကိုနုံလန့်မဲကိုဘတ်တာကိုတို့လိုက်မယ်ဟုတ်ပြီလားဟုတ်ကဲ့ပါရှင်ဟုတ်ပြီနော်ဟုတ်စကားလေးရတက်တော့ငါတော့သူ့ကိုချစ်မိနေနေတူတယ်ရမင်းကအတန်လေးကလည်းချိုးတယ်ချစ်စရာလေးပါအကိုနုံလန့်ပြောသွားတဲ့စကားတွေကကိုယ့်ရဲ့အိမ်အကူတယောက်လိုမျိုးဆက်ဆံသွားတဲ့စကားတွေမဟုတ်ဘူးဘယ်လိုစကားတွေလဲမသိဘူးရှင်းလိုက်တာကဲငါလည်းနားလိုက်တော့မယ်ကွာဒါနဲ့ရေချိုးလိုက်ပါအောင်မယ်မအိတ်သေးဘူးဖတ်ထူးလေးကိုကြည့်ချင်တယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်ခဲ့ပေးပါဖတ်ထူးလေးကိုမြင်ကြပါဗျာဒါပါပဲဖတ်ထူးလေးကတော့ရင်ခုန်စရာတွေပို့ပြီးပြည့်နေမယ်လို့ထင်ပါတယ်ခင်ဗျာ bye bye